ဘတ်စတိုနီကိုလီဗာပူးသင်းကဒါကာတစ်ဂျုံကိုအလိုက်ပေးပြီးတော့ခေါ်သွားတာများဖြစ်ကောင်းဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေလေးတစ်ခုကိုတော့မင်္ဂလာပါရန်မွိုင်း Miss Burmese Channel ကပါအဲ့တော့ကျွန်တော်လီဗာပူးပရိသတ်တွေအတွက်ကတော့လက်ရှိဖြတ်သန်းနေရတဲ့ဘောလုံးရာသီကတော်တော်လေးကိုမှဒါအပြောင်းလဲတွေများပြီးတော့ဒါနှုတ်ဆက်စရာတွေလည်းများတယ်လို့ပြောလို့ရတယ်။ရာသီနောက်ဆုံးပိတ်ပွဲမှာဆိုလို့ရှိရင်မိုဟာမက်ဆာလာနဲ့အန်ဒရူရောဘတ်ဆန်တို့လိုမျိုးအသင်းကလမ်းညံကစားသမားတွေကိုနှုတ်ဆက်ပွဲလုပ်ခဲ့တယ်။ဒါမနေ့ကထွက်တဲ့နောက်ဆုံး report တွေအရကြည့်မယ်ဆိုလို့ရှိရင်လည်းအသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့ Ibrahima Konate ကိုစာချုပ်သက်တမ်းတိုးတဲ့နေရာမှာမအောင်မြင်ပဲနဲ့လီဗာပူးအသင်းကလက်ရှိချိန်မှာဆိုလို့ရှိရင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ Ibrahima Konate ကိုအသင်းကနေထွက်ခွာဝင်ပေးရတော့မယ်ဆိုတဲ့အခြေအနေကရောက်ရှိသွားပြီဗျာ။ဆိုတော့Ibrahima Konate နဲ့လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးတဲ့နေရာမှာဘယ်ဟာတွေကမအောင်မမြင်ဖြစ်ခဲ့တာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဒီဗီဒီယိုမှာအဓိကဆွေးနွေးသွားမှာဖြစ်ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်Ibrahima Konateကိုလီဗာပူးဘယ်ကစားသမားနဲ့ပြန်ပြီးတော့အစားထိုးနိုင်ခြင်းရှိတယ်ဆိုတာလေးကိုဆက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဒါ Fabrizio Romano တို့လိုမျိုးဒါ Tier 1သတင်းစာတွေသတင်းထောက်တွေဖော်ပြချက်အရကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးနဲ့Ibrahima Konateတို့ရဲ့စာချုပ်ကဒါပြီးခဲ့တဲ့ April လလောက်မှာဆိုလို့ရှိရင်တော်တော်လေးကိုမှအခြေအနေကောင်းခဲ့ပြီးတော့အသင်းနဲ့ကစားသမားနဲ့ဒီပါတီနှစ်ခုကြားမှာဆိုလို့ရှိရင်စာချုပ်သက်တမ်းတိုးတာကအောင်မြင်မဲ့အနေအထားထိဒါရောက်ခဲ့တယ်ဗျာဒီအခြေအနေမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသူတို့ဆွေးနွေးခဲ့တဲ့ဒါ insight ထွက်လာတဲ့ data တွေရကြည့်မယ်ဆိုလို့ရှိရင်ဒီကစားသမားနဲ့အသင်းနဲ့ကြားထဲမှာစာချုပ်သက်တမ်းဘယ်လောက်လဲတော့ကျွန်တော်တိကျမသိဘူးဆိုပေမဲ့4နှစ်လား5နှစ်လားဒီကိစ္စတွေကိုကစားသမားကအသင်းကဒါသဘောတူညီမှုရရှိခဲ့တယ်နောက်တစ်ချက်ကကြတော့ salary လစာပေါ့လေကစားသမားနဲ့ Ibrahima Konate နဲ့လီဗာပူးအသင်းနဲ့ကြားထဲမှာကျွန်တော်တို့ကအစက Ibrahima Konate ကလစာတွေအများကြီးလိုချင်နေလောက်တယ်ဒီလစာကိုလီဗာပူးအသင်းကမပေးချင်လို့ဒါကစားသမားနဲ့အသင်းနဲ့ကြားထဲမှာဒါအဆင်မပြေဖြစ်နေတယ်လို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့နောက်ဆုံးထွက်လာတဲ့ report တွေအရလစာကလည်းအဆင်ပြေတယ်ဆိုတော့စာချုပ်သက်တမ်းကလည်းအဆင်ပြေတယ်လစာကလည်းအဆင်ပြေတယ်ဒါဆိုလို့ရှိရင်ဘာကအဆင်မပြေဖြစ်တာလဲဆိုတော့အဆင်မပြေဖြစ်တာက bonus အပိုင်းမှာအဆင်မပြေဖြစ်တာဆိုပြီးတော့သိရဆိုတော့ bonus ကိုကြည့်မယ်ဆိုလို့ရှိရင်ကစားသမားတွေနဲ့အသင်းတွေနဲ့ကြားထဲမှာချုပ်လေးရှိတယ်စာချုပ်ချုပ်လေးရှိတဲ့ပုံစံကအောင်မြင်မှုပေါ်မှာမူတည်ပြီးတော့စာချုပ်ချုပ်လေးရှိတယ်အဲ့ဒါကိုတော့ဒါအဓိက bonus တွေဖြစ်ဒါတတ်မှတ်လေးရှိတယ်ဗျာဥပမာအသင်းက Premier League ရလို့ရှိရင်bonus ဘယ်လောက်ရမှာ Champions League ဝင်ရလို့ရှိရင် bonus ဘယ်လောက်ရမှာ Champions League ရလို့ရှိရင် bonus ဘယ်လောက်ရမှာစသလိုဟာမျိုးတွေကိုထည့်ပြီးတော့ဒါစာချုပ်ချုပ်လေးရှိတယ်ဒါကmain bonus ပေါ့နော်ပြီးတော့ဒီ minor bonus လို့ဟာမျိုးတွေရှိတယ်အဲ့ဒီလို bonus တွေကလည်းဘယ်လိုမျိုးလဲဆိုတော့ကစားသမားအနေနဲ့ပွဲပနက်ပွဲကစားပြီးသွားတဲ့အခါမှာbonus ဘယ်လောက်ရတာတို့ minute ဘယ်လောက်ပြည့်တဲ့အခါမှာbonus ဘယ်လောက်ရတာတို့စတဲ့အပိုင်းတွေမှာပေါ့နော်ဆိုတော့အဓိက bonus အဲ့လို major bonus မှာရော minor bonus မှာရောဒါ Ibrahima Konate နဲ့ Liverpool အသင်းနဲ့ကြားထဲမှာသဘောတူညီမှုမရခဲ့ဘူးဆိုတာသိရတယ်ဒီကိစ္စကပြီးခဲ့တဲ့ April လလောက်ကနေမှသဘောတူညီမှုမရခဲ့တာဆိုလို့ရှိရင်လက်ရှိဒီ Ibrahima Konate စာချုပ်သက်တမ်းကုန်တော့မဲ့အချိန်ထိပေါ့လေမနေ့ကထွက်လာတဲ့ report ရဆိုမနေ့ကအထိပေါ့လုံးဝသဘောတူညီမှုမရဘဲနဲ့ဒါ Ibrahima Konate ကလက်ရှိချိန်မှာဆိုလို့ရှိရင်အသင်းကနေတရားဝင်ထွက်ခွာသွားတော့မယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပေါ့လေဆိုတော့ဒါလီဗာပူးအသင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နစ်နာတယ်လို့ပြောလို့ရပါမယ်ဒါကျွန်တော်တို့လုံးဝမထင်ထားတဲ့အချက်တစ်ချက်ကဘာလဲဆိုတော့ Ibrahima Konate ဒီလီဗာပူးအသင်းမှာဆက်ရှိခြင်းနဲ့ဒါကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်လည်း Ibrahima Konate ပေါ်မှာအထင်မှားခဲ့တာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကစားသမားကဒါလီဗာပူးအသင်းမှာစာချုပ်ဒီ Trent Alexander-Arnold လို့အချိုးကိုချိုးကျင်နေရတာပေါ့နော်အသင်းမှာဆက်မနေကျင်တော့ဘဲနဲ့ဒါစာချုပ်သက်တမ်းတိုးတာကိုသူလက်မခံမဲနဲ့နောက်ဆုံးမှာဒီ Real Madrid ကိုပြောင်းဖို့ဒါမှမဟုတ်တခြားအသင်းကြီးသတင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းဖို့ဒီလမ်းကိုရွေးခဲ့တယ်လို့ကျွန်တော်ထင်ခဲ့ပေမဲ့ Ibrahima Konate ကအဲ့လိုမဟုတ်ခဲ့ပဲနဲ့သူကတကယ်ကိုအသင်းမှာဆက်ပြီးတော့ကစားချင်တာဆိုပြီးတော့ကျွန်တော်တို့ထွက်လာတဲ့ report တွေကသိရတယ်ကစားသမားဘက်ကတော်တော်လေးကိုအသင်းမှာဆက်ပြီးတော့ကစားချင်သည့်တိုင်အောင်မှာဒါနောက်ဆုံးကစားသမားနဲ့အသင်းနဲ့ကြားထဲမှာသူလို့ချင်းဒီ bonus ပိုင်းဆိုင်ရာမှာတွားပြီးတော့သဘောတူညီမှုမရဘူးဆိုပြီးတော့ထွက်လာတဲ့ report တွေကသိရတယ်ဆိုတော့ပုံမှန်လင်းပြောရမယ်ဆိုလို့ရှိရင်ဗျာဒီ contract လမ်းပြောမယ်ဆိုလို့ရှိရင်စာချုပ်သက်တမ်းကလည်းကျွန်တော်တို့သဘောတူညီမှုရရှိပြီးသွားပြီ salary ကလည်းသဘောတူညီမှုရရှိပြီးသွားပြီဒီ bonus ဆိုတာတွေကသဘောတူညီမှုရရှိတဲ့နေပေါ့နော်ကျွန်တော်အဓိကဒီလိုမျိုး major အချက်လက်တွေတောင်မှသဘောတူညီမှုရရှိပြီးသွားပြီဘာမှမဟုတ်တဲ့ bonus ဆိုတဲ့အပိုင်းမှာတွားပြီးတော့တက်သွားတာကိုတော့ပုံမှန်လင်းပြောလို့ရှိရင်တော့သဘောတော့တိတ်မကြဘူးပေါ့နော်ဒါကကျွန်တော်တို့တစ်ချက်တွေးရရှိတာက Liverpool အသင်းကဒါ Ibrahima Konate ကိုဆက်ပြီးမထားကျင်တော့တာလားပေါ့မကြိုက်တော့တာလားပေါ့ဒါကဖြစ်နိုင်ကြတော့တော်တော်နည်းတယ်ဆိုပေမဲ့ဒါထည့်ပြီးတော့စဉ်းစားတင်တဲ့အပိုင်းမှာရှိတယ်ပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားမိတယ်လို့ပေါ့ Ibrahima Konate ကတကယ်တော့ world class အဆင့်ရှိတဲ့ခံစားမှုတစ်ယောက်ဖြစ်တယ်ဒါပေမဲ့Liverpool အသင်းအနေနဲ့အပြောင်းလဲတချို့လုပ်ဖို့လိုတယ်ပေါ့နော်ခံစားပိုင်းမှာဆိုလို့ရှိရင်အပြောင်းလဲတချို့လုပ်ဖို့လိုတယ်ဆိုတော့အပြောင်းလဲကလက်ရှိ Virgil van Dijk အသင်းမှာရှိနေသေးတယ်ဆိုလို့ရှိရင်တော့သူ့ကိုဒါလက်လာမယ့်ရာသီမှာလည်းအဓိကကစားသမားအဓိကပွဲထွက်ကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်မြင်ရအောင်ပါပဲဒါကြောင့်ကျွန်တော်တို့ကIbrahima Konate နေရာကိုအပြောင်းလဲဖြစ်လာနိုင်လားဆိုပြီးတော့ဒါစဉ်းစားရတယ်ပေါ့နော်စဉ်းစားတယ်ဆိုတဲ့ဘက်မှာလက်ရှိ Liverpool အသင်းကလည်း
Okay Ibrahima Konate နဲ့ဒါဟို bonus ဘိုင်းမှာလည်းတွားပြီးတော့သဘောတူညီမှုမရဘူးဆိုတဲ့အခြေအနေတခုမှာ Ibrahima Konate ကိုအသင်းကနေထွက်ခွာခွင့်ပေးလိုက်မယ်ဒါဟိုနောက်ထပ်ဟို world class level ရှိတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းဒါ upper middle လောက်ရှိတယ်ပေါ့နော်ပြောလို့ဆိုရင်အလေလက်တန်းထက်တော့တာတဲ့ဘူခန်းစမှုတစ်ယောက်လောက်နဲ့ပြန်ပြီးတော့ဒါအစားထိုးလိုက်မယ်လို့တော့ထင်တယ်ပေါ့နော်အသင်းဘက်ကလည်းဒီလိုမျိုးလှုပ်ဖို့ဒါရည်ရွယ်ပြီးတော့မှ Ibrahima Konate ကိုဒါထွက်ခွာခွင့်ပေးခဲ့တယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဒီကဒီလိုအချက်လက်တွေမှာသဘောတူညီမှုတော့ရရှိနေပြီမှာဒီ bonus ဘိုင်းမှာဘာလို့သဘောတူညီမှုမရရမှာလဲပေါ့နော်ပြီးတော့နောက်တစ်ချက်ကကစားသမားကိုယ်တိုင်ကလည်းအသင်းမှာဆက်ပြီးတော့နေကျင်တယ်ဆိုတဲ့အခြေအနေမျိုးမှာဒါ Liverpool ဘက်က Ibrahima Konate ကိုမရွေးချယ်ခဲ့တဲ့အခြေအနေတို့ဒါပြောလို့ရတယ်ပေါ့နော်ဆိုတော့ Ibrahima Konate ကတော့အသင်းမှာဆက်ပြီးတော့ကစားခြင်းတယ်လို့သိရတယ်ဒါပေမဲ့ဟိုလက်ရှိချိန်မှာတော့အသင်းကနေထွက်ခွာသွားပြီဆိုတော့အဲ့လိုမျိုးတိလိုက်ရတဲ့အချိန်မှာတော့ဒါတော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်အသင်းမှာဆက်ကစားခြင်းတယ်ကစားသမားပြီးတော့world class level လက်ရှိဟိုအားကိုးရတဲ့ level မှာရှိတဲ့ကစားသမားတစ်ယောက်လည်းဖြစ်နေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသိရဆိုတော့စိတ်တော့မကောင်းဘူးပေါ့ဆိုတော့ Ibrahima Konate နေရာမှာဘယ်ကစားသမားနဲ့အစားထိုးနိုင်လဲဆိုတဲ့ဘိုင်းကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးလိုက်ရအောင်ပါအဲ့တော့ဒါနောက်ဆုံးထွက်လာတဲ့ဒါသတင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကနေနှုတ်ဆက်ထွက်ခွာသွားတဲ့ Andrew Robertson အနေနဲ့စပါးအသင်းနဲ့ Here we go သွားခဲ့ပြီဆိုတော့ပြောမယ်ဆိုလို့ရှိရင်စပါးအသင်းကိုရောက်ရှိသွားခဲ့ပြီသူ့ကိုကြားထဲမှာ Juventus အသင်းကလည်းဝင်ပြီးတော့ဒါကမ်းလှမ်းမှုလုပ်တယ်ပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်သူကတော့စပါးအသင်းကိုရွေးသွားတယ်ဒါပေမဲ့ဟိုဒီညမှာကျွန်တော်အဓိကပြောချင်တာကတော့ Marco Senesi ပေါ့နော်ကျွန်တော်တို့စားကဆွေးနွေးခဲ့တယ် Ibrahima Konate ဒါအသင်းကနေထွက်ခွာသွားမယ်ဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့ Marco Senesi ကို free အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တယ် Marco Senesi ကို try တင်တယ်ခေါ်တင်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိအချိန်မှာဆိုလို့ရှိရင် Marco Senesi ကလည်းစပါးအသင်းနဲ့ Here we go သွားခဲ့ပြီစပါးအသင်းကိုရောက်သွားခဲ့ပြီပေါ့ဆိုတော့စပါးအသင်းရဲ့နီးပြတဲ့ Roberto Di Zerbi ကတော့သူတို့ပြောတဲ့အတိုင်းပဲငါတို့ relegation foul နေတော့လွတ်သွားပြီဒါပေမဲ့ငါတို့မနာဖို့အချိန်မရှိဘူးပေါ့လေသူတို့မနာဘူးချက်ချင်း market ထဲကိုဝင်တယ်အလုပ်တွေလုပ်နေတယ်ပေါ့လက်ရှိအချိန်မှာဆိုလို့ရှိရင် Andrew Robertson နဲ့ဒါ Marco Senesi တို့လိုမျိုးကစားသမားနှစ်ယောက်စလုံးကို free ပြောင်းရွှေ့ခြင်းနဲ့ခေါ်သွားခဲ့ပြီ Liverpool အသင်းတကယ်ကိုနစ်နာသွားတဲ့ပြောင်းရွှေ့လို့ပြောလို့ရတယ်Robertson ဆိုတာ Liverpool အသင်းဒါအသင်းကောင်းဆောင် vice captain ဖြစ်တယ်ပေါ့နော် vice captain ပြီးတော့ Marco Senesi ဆိုတာက Ibrahima Konate တာထွက်သွားမယ်ဆိုလို့ရှိရင် Liverpool အသင်းတို့ဒါခေါ်တင်ဆုံးကစားသမားစိန်ရင်းမှာထိတ်ဆုံးကပါတယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြန်ရမယ်ကစားသမားဒီကစားသမားကိုလည်းဒါ Liverpool အသင်းတို့မရရှိတော့ဘူးဆိုတော့ Marco Senesi ကတော့ Liverpool အသင်းတို့မရရှိနိုင်တော့ဘူးပေါ့နော်အဲ့တော့နောက်ထပ် scenario လေးတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးထပ်ပေါ်နေတဲ့ report တွေအရ Curtis Jones ရဲ့အပြောင်းရွှေ့ပေါ့နော် Curtis Jones ကိုInter Milan အသင်းကလိုချင်နေတယ်ဆိုတဲ့နေရာမှာလည်းပြောင်းရွှေ့ခြင်းကိုလည်းယူရိုတန်း20လောက်ပဲသူတို့ကဒါပေးခြင်းတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားနေရလဲဖြစ်တယ်ဗျာဆိုတော့ Liverpool အသင်းကတော့ပြောင်းရွှေ့ခြင်းယူရိုတန်း30လောက်လိုချင်တယ်ဆိုတော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင် Curtis Jones လိုကစားသမားမျိုးကိုယူရိုတန်း20ပဲဖြစ်ဖြစ်30ပဲဖြစ်ဖြစ်မတန်ဘူးပေါ့နော်ဟိုမတန်ဘူးဘာလို့လဲဆိုတော့ Curtis Jones လိုကစားသမားမျိုး Liverpool ပြန်ဝယ်မယ်ဆိုလို့ရှိရင်အနည်းဆုံးတန်း80မဟုတ်ရင်တန်း60လောက်ပေးရမှာပေါ့နော်အင်္ဂလိပ်ကစားသမားလည်းဖြစ်နေတာဖြစ်တဲ့အတွက်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လက်ရှိစာချုပ်တက်တန်းအရာလဲ Curtis Jones ကစာချုပ်တက်တန်းတိတ်မကြံတော့တာဖြစ်တဲ့အတွက် Curtis Jones ကို Inter Milan အသင်းကလိုချင်တယ်ပေါက်တန်း20လောက်ပဲပေးချင်တယ်ဒါကကိစ္စတစ်ခုပေါ့နော်တစ်ဖက်မှာဟို Inter Milan အသင်းကဘိုးခံစစ်မှု Bastoni ကိုလက်ရှိဘာစီလိုနာBastoni နဲ့တောက်လျှောက်သတင်းထွက်ခဲ့တာကဘာစီလိုနာဗျာဘာစီလိုနာ Bastoni ကိုပဲကျွန်တော်တို့တောက်လျှောက်သတင်းတွေထဲမှာတွေ့ခဲ့ရတယ်ဆိုတော့ဟို Bastoni ဒါအသင်းပြောင်းပြစ်မယ်ဆိုလို့ရှိရင်ဘာစီလိုနာဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်တွက်ခဲ့တယ်ဗျာဒါပေမဲ့လက်ရှိချိန်မှာဆိုလို့ရှိရင်ဘာစီလိုနာကနယူကာဆယ်အသင်းကတောင်ပန်ကစားသမားအန်တိုနီဂေါ်ဒွန်ကိုပြောင်းရွှေ့ရေးဒါယူရိုတန်း80ပတ်ဝန်းကျင်လောက်နဲ့ခေါ်သွားတယ်ဆိုတော့အဲ့ဒါတော်တော်လေးကိုများတဲ့ပြောင်းရွှေ့ရေးတစ်ခုလို့ပြောလို့ရတယ်ပြီးတော့အတလက်တီကိုမက်ဒရစ်အသင်းကတိုက်စစ်ကစားသမားဂျူလီယန်အေဗာရက်စ်ကိုလည်းပြောင်းရွှေ့ရေးယူရိုတန်း100နဲ့ဒါလက်ရှိချိန်မှာဆိုလို့ရှိရင်ကမ်းလှမ်းထားတယ်ဆိုပြီးတော့ဒါသတင်းတွေကဖော်ပြနေတယ်ပြောမှဆိုပြီးတော်တော်လေးကိုများတဲ့ငွေအမောင်းပြဘာစီလိုနာဆိုတာကကျွန်တော်တို့နောက်ပိုင်းသိရတာဂုံစင်းကြီးပေါ့လေဂုံစင်းကြီးဆိုပြီးတော့သိထားတယ်အသင်းဒီအသင်းကဒီလောက်ငွေတွေအများကြီးကိုသုံးသားပြီးသွားပြီဆိုတော့ဘတ်စတိုနီလိုမျိုးကစားသမားကိုထပ်ခေါ်မယ်ဆိုလို့ရှိရင်လည်းသူတို့ကယူရိုတန်း80တန်း90လောက်အင်တာမီလန်အသင်းကလိုချင်မှာပဲဒီလိုချင်းမျိုးမှာဆိုလို့ရှိရင်ဘတ်စတိုနီကိုပြန်ခေါ်ဖို့ကတော့ထပ်ခေါ်ဖို့မလွယ်တော့ဘူးပေါ့နော်ဒီလောက်ကြီးငွေမောက်သုံးပြီးသွားပြီဆိုတော့ဘာစီလိုနာကအဲ့လောက်ကြီး financial ကအဆင်ပြေပါမလားဆိုတာမသေးကြဘူးချန်ပီယံလိတွေပါလေသူတို့မှအဲ့လောက်ကြီးအဆင့်ကောင်းကိုရောက်ထားတာမဟုတ်ဘူးအဲ့လိုချင်းမျိုးမှာဆိုလို့ရှိရင်တော့ဘာစီလိုနာနဲ့ဘတ်စတိုနီနဲ့D off ဖြစ်သွားရဲဆိုပြီးတော့လည်းနောက်ဆုံး report တွေကသိရတယ်ဆိုတော့ဘာစီလိုနာကိုဘတ်စတိုနီဘယ်လိုနည်းနဲ့မှမရောက်နိုင်တော့ဘူးပေါ့နော်အနည်းဆုံးတော့ဒီပြောင်းရွှေ့မှာဘယ်လိုနည်းနဲ့မှမရောက်နိုင်တော့ဘူးပေါ့ဒါကြောင့်ကျွန်တော်အနေနဲ့ Liverpool အသင်းတို့လည်းဒါခံစမှုလိုနေတဲ့အချိန်တစ်ဖက်မှာ Curtis Jones နဲ့ Inter Milan ရဲ့အပြောင်းရွှေ့ကလည်းတော်တော်လေးကိုဟော့နေတဲ့အချိန်မှာ sub D များဖြစ်သွားနိုင်မလားဆိုပြီးတော့ဒါကျွန်တော်စဉ်းစားမိတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်လက်ရှိဗီဒီယိုရိုက်နေတဲ့အချိန်ကြီးတော့ဘယ်သတင်းဌာနမှာထူးခြားခြား report လုပ်လာတာမျိုးမဟုတ်ဘူးဒါကျွန်တော်ဒါဟိုစဉ်းစားတွေးတောရင်းနဲ့ဒါပေါ်လာတဲ့ကိစ္စလေးပေါ့နော်ဆိုတော့ Bastoni ကို Liverpool အသင်းက
ဒါကာတစ်ဂျုံကိုအလိုက်ပေးပြီးတော့ခေါ်သွားတာများဖြစ်ကောင်းဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေလေးတစ်ခုကိုတော့ကျွန်တော်စဉ်းစားမိတာပေါ့ဒါကအင်တာမီလန်တင်းရဲ့ဘတ်စတိုနီပေါ့နော်နောက်ထပ်ကတော့ဒါဖြစ်နိုင်ခြေများတဲ့ကစားသမားတွေကိုပြပါဆိုလို့ရှိရင်တော့ဖန်တီဘန်နဲ့ဖန်ဟက်ကီဒီနယ်သာလန်သားနှစ်ယောက်ကိုပဲကျွန်တော်တို့ပြရမှာပဲဒါလက်ရှိစပါတင်းကနေလဲဖန်တီဘန်ကထွက်ချင်တယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီမှာတွေကကြားနေရတယ်ဒါလက်ရှိချိန်မှာဆိုလို့စပါတင်းကမာကိုဖန်ဒီမာကိုဆန်နက်စီကိုခေါ်ထားတယ်မာကိုဆန်နက်စီကိုခေါ်ထားတာဖြစ်တဲ့အတွက်ဒါဖန်တီဘန်ဒါမှမဟုတ်လို့ရှိရင်ရိုမဲရိုနှစ်ယောက်စလုံးကိုလည်းသူတို့ရောင်းလိုက်နိုင်တယ်ဗျဘာလို့လဲဆိုတော့နောက်ထပ်ကစားသမားတို့ထပ်ဖြည့်လို့ရတယ်အသင်းကလည်းနီးပြအသစ်နဲ့သွေးသစ်လောင်းနေတဲ့ပုံစံပေါ့လေပြောမယ်ဆိုလို့ရှိရင်ရိုမဲရိုရဲ့ပုံစံကလည်းအသင်းကောင်းတောင်တာဖြစ်တာဒီစီကံပိုင်းဆိုင်ရာမှာတော်တော်လေးကိုအားနေတယ်ပြီးတော့ဖန်တီဘန်ဆိုလို့ရှိရင်လည်းဒါအသင်းပြောင်းနေတယ်ဆိုတဲ့အရေးအယောင်တွေကိုပြလာတာဖြစ်တဲ့အတွက်ဒါလက်ရှိဖန်တီဘန်အသင်းကထွက်တာဖြစ်ကောင်းဖြစ်နိုင်တယ်တစ်ဖက်မှာဖန်တီဘန်အနေနဲ့လီဗာပူးအသင်းကိုရောက်လာနိုင်တာဘာကြောင့်လဲဆိုလီဗာပူးအသင်းကဖန်တီဘန်ကိုတောက်လျှောက်စိတ်ဝင်စားနေတာနောက်တစ်ယောက်ဖြစ်တဲ့ဒီဖန်ဟက်ကီကိုလည်းထိုနီးတူစွာပဲ Brighton အသင်းကညာနောက်ခံဒီပကူခံစစ်ကစားသမားဖန်ဟက်ကီပေါ့လေဒီကစားသမားနှစ်ယောက်မှာဆိုလို့ရှိရင်တော့အီဘရာဟီမာကိုနာတေးနေရာကိုအစားထိုးနိုင်တာတော့ကျွန်တော်ထင်တယ်ဖန်ဟက်ကီကတော့ပို့ပြီးတော့ဖြစ်နိုင်ခြေများတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဖန်ဟက်ကီကRCB နေရာမှာဆော့တာပေါ့နော်ညာနောက်ခံလူညာဘိုနောက်ခံလူနေရာမှာဆော့တာပေါ့ဗန်ဒီဘန်ကတော့ဘယ်တန်ဖြစ်တဲ့အတွက်ဘယ်ဘိုနောက်ခံလူနေရာမှာဆော့တယ်ဘယ်နောက်ခံလူနေရာမှာလည်းသူဆော့တယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့တိုက်ရိုက်အစားထိုးနိုင်တာကတော့ဗန်ဟက်ကီဖြစ်တယ်ဗန်ဟက်ကီကတော့လီဗာပူးတင်းအီဘရာဟီမာကိုနာတေးနေရာကိုတိုက်ရိုက်အစားထိုးနိုင်တယ်ပေါ့ဆိုတော့ဒီကစားသမားနှစ်ယောက်တည်းကဘယ်ကစားသမားကိုလီဗာပူးတင်းခေါ်ယူသွားမလဲဆိုတာတော့ကြည့်ရမယ်နှစ်ယောက်စလုံးကတော့နယ်သာလန်သားတွေပဲဖြစ်နေတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ပြောစရာရှိတယ်ပေါ့နော်လက်ရှိအသင်းကိုနယ်သာလန်နီးပြလည်းကိုင်းနေတယ်ပြီးတော့နယ်သာလန်သားတွေတော်တော်လေးကိုနေရာရနေအသင်းကောင်းဆောင်ကိုယ်တိုင်လည်းနယ်သာလန်ဖြစ်နေတာဆိုတော့တချို့တွေကလည်းဒါကိုမကြိုက်ကြဘူးဒါပေမဲ့ပွင့်လင်းပြောရရင်တော့ကျွန်တော်တို့ကတော့ဘာမှမဟုတ်ပါဘူးကောနော်ဒါတွေကသူတို့ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ကျွန်တော်တို့နဲ့ဘာမှမဆိုင်တာအဓိကကျွန်တော်တို့အားပေးတာလီဗာပူးတင်းကိုအကောင်းဆုံးပုံစံမှာရှိနေအောင်လုပ်ပေးနိုင်တဲ့ကစားသမားတွေရောက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က welcome လုပ်ကြမှာပဲဆိုတော့ဗန်ဒီဘန်ဖန်ဟက်ကီကတော့ဒီကစားသမားနှစ်ယောက်ကတော့ဒါလက်ရှိအီဘရာဟီမာကိုနာတေးလီဗာပူးတင်းလစ်လက်သွားတဲ့အီဘရာဟီမာကိုနာတေးနေရာကိုအစားထိုးဖို့ဖြစ်နိုင်ခြေအရှိဆုံးကစားသမားနှစ်ယောက်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီကစားသမားနှစ်ယောက်မဟုတ်ဘူးလီဗာပူးတင်းတို့ဒီထက်မိုက်တဲ့အပြောင်းရွှေ့ဒီထက်ပိုပြီးတော့ကောင်းတဲ့အပြောင်းရွှေ့မျိုးကိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကာတစ်ဂျုံနဲ့ဒါဘတ်စတိုနီတို့လို swat ဒီမျိုးကိုလုပ်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ညီကိုတွေကရောဒါလီဗာပူးတင်းနေနဲ့ဒါဘယ်ဗဟိုခံစစ်မှုကိုပြန်ပြီးတော့ခေါ်သွားမယ်ထင်လဲဒါဗန်ဒီဘန်ဖန်ဟက်ကီတို့ကရောဒါလီဗာပူးအသင်းအတွက်တကယ်ကိုလုံလောက်တဲ့ဗဟိုခံစားမှုတွေဖြစ်မယ်လို့ထင်တာဒါမှမဟုတ်လို့ရှိရင်ဒီလိုဘတ်စတိုနီလိုကစားသမားမျိုးကိုခေါ်တဲ့နဲ့ထင်တာဘယ်လိုမြင်လေးရှိလဲ comment မှာဝင်ရောက်သုံးသပ်ခဲ့လို့ရပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြတာပေါ့